ရှင်ပြားတဲ့တပည့်တော်တဲ့တပည့်တော်တို့ကလူဘဝမှာပျော်တာတဲ့ကာမဂုဏ်အာယုန်တွေနဲ့ပျော်တာတဲ့သားတွေသမီးတွေနဲ့စီဝါဥစ္စာရှာပြီးလူဘဝမှာပျော်တာတဲ့ဒါတတ္တကနောက်သူပြောတာလူဘဝမှာပျော်တာဘုန်းကြီးဝတ်ဖို့စဉ်းစားလိုက်ရင်တပည့်တော်6ကဘာတဲ့ဆင်းရမှလောက်ကြောက်တယ်တဲ့ဟုတ်လားမသိဘူးနော်အမျိုးသမီးတွေဆိုသီလရှင်ဝေရမှာစဉ်းစားလိုက်တာနဲ့6ကဘာတဲ့ဆင်းရမှလောက်ကြောက်တယ်တဲ့ပပတောဝိယခာယတိတဲ့ဘုန်းကြီးဘွား6ကဘာကြီးလို့စိတ်ထဲမှာအောင်းမိတယ်သူကလျှောက်တာနော်နိဂမဒုက္ခငြိမ်းချမ်းတယ်လို့သိတော့သိပါတယ်တဲ့တပည့်တော်ဘုန်းကြီးဘွားအေးချမ်းတယ်လို့သိတယ်တဲ့ဒါပေမဲ့တကယ်ဝတ်မလို့စဉ်းစားတဲ့အခါမှာ6ကဘာကြီးလို့စိတ်ထဲမှာကြောက်လန့်စရာကြီးဖြစ်တယ်လို့သူကအဲ့လိုလျှောက်တာလျှောက်တော့ရှင်အနန္ဒာကအေးဟုတ်ပြီဒီလိုဆိုရင်မြတ်စွာဘုရားစီသွားရအောင်ဆရာစီတို့စကားအရင်နှီးပြူစရာရှိတယ်ဘုရားကိုတွေ့ဖို့စကားလက်ဆောင်တစ်ခုပါလာဆိုပြီးတော့သူ့ကိုခေါ်ပြီးတော့ဘုရားစီသွားပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်ဒီတပုဒ္ဒကဒီလိုလျှောက်ပါတယ်ဗျာဒီတခါကတပည့်တော်ဒီလိုလျှောက်တယ်ဆိုမြတ်စွာဘုရားကဟုတ်တယ်တဲ့နော်ငါလည်းပဲဒီနိက္ခမကာမဂုဏ်အာယုန်တွေကထွက်ခွာတာကောင်းတယ်ဆိုတာငါလည်းသိခဲ့တယ်ငယ်ဒီဖျားမဖြစ်ခင်ကနော်ဖျားလောင်းဘွားတော့ကနိက္ခမဆိုတဲ့စကားလုံးက renounce ဆိုတာလူဘွားကနေရှောင်တာလည်းပဲနိက္ခမပဲနော်ကာမဂုဏ်အာယုန်တွေကမျက်နှာလွှဲဖယ်တာလည်းပဲနိက္ခမလူတွေကကာမဂုဏ်အာယုန်ဘက်သာဥလှည့်ထားတာကိုကာမဂုဏ်အာယုန်ကိုကြောခိုင်းပြီးတော့ဒီတိတ်ဆိတ်ငြိမ်သက်ပြီးတော့တူးတဲ့နေဖို့ဆိုတာကြတော့အဲ့ဒါကြတော့နိက္ခမဘဝတစ်ခုကိုဆွန့်လွတ်လိုက်တာနော်မိသားစုဘဝမိသားစုလိုက်ကိုဆွန့်လွတ်လိုက်ပြီးတော့ဒီရဟန်းဘဝကိုကူးပြောင်းတာဒါလည်းနိက္ခမအဲ့တော့ငါလည်းပဲဘုရားအလောင်းဒီတရားဓုတရားမြတ်မရခင်တော့ငါတဲ့ဒီနိက္ခမလို့ဆိုတဲ့ကာမဂုဏ်အာယုန်တွေကနေထွက်ခွာပြီးတော့ကျင့်ရတဲ့အကျင့်ဟာကောင်းတယ်လို့ငြိမ်းချမ်းတယ်ကောင်းတယ်ဆိုတာငါလည်းသိတယ်တဲ့ပြီးတော့နောက်ကောင်းတယ်နောက်လွတ်လပ်တဦးတယောက်တည်းလွတ်ကျွတ်နေတာဟာကောင်းတယ်တယောက်တည်းနေတာကောင်းတယ်ဆိုတာငါသိတယ်တဲ့သို့တော်လည်းလက်တွေ့အဲ့ဒီနိက္ခမကာမဂုဏ်အာယုန်တွေကိုစွန့်ပြီးတော့ကာမဂုဏ်အာယုန်တွေကိုစွန့်လွတ်ပြီးတဲ့အခါမှာတဦးတည်းနေဖို့ဆိုတာကိုကြိုးစားကြည့်လိုက်တဲ့အခါစိတ်ကကာမဂုဏ်တွေအာယုန်တွေဘက်ကိုပြန်သွားနေတယ်အလွယ်တကူနဲ့မရကောင်းမှန်းသိတယ်လှုပ်လို့မလွယ်ဘူးလို့အဲ့ဒါမျိုးကိုငါကြည့်တယ်အဲ့ဒါမျိုးကိုယ်တိုင်တွေ့ခဲ့တယ်ပေါ့နော်ကိုယ်တိုင်ဒါဒီပိဋကလည်းကိုယ့်ကိုစဉ်းစားကြည့်ပေါ့နော်ကောင်းမှန်းတော့သိတယ်သီလရှင်ဘဝအေးချမ်းမှန်းသိတယ်အမျိုးသမီးတွေဆိုအမျိုးသားတွေဆိုလည်းဘုန်းကြီးဘဝအေးချမ်းမှန်းသိနော်အေးချမ်းတယ်ဆိုတာပြောတကယ်ဝတ်မလားလို့ဆိုတဲ့အခါကျတော့ခုန6ကဘာကြီးတဲ့ဆင်းရမှာလို့လက်အဲ့ဒါဘာဖြစ်လို့ဒီလိုဖြစ်တယ်လဲကောင်းမှန်းသိရင်ဘာလို့မလုံနိုင်တယ်လဲလို့ဆိုတော့မြတ်စွာဘုရားဟောတာတော်တော်ရှင်းတယ်ရှင်းလေးဟောတာမြတ်စွာဘုရားငါစဉ်းစားတယ်တဲ့နိက္ခမကောင်းမှန်းသိရတဲ့နဲ့ဘာဖြစ်လို့ငါမလုံနိုင်တာတော့ဆိုတော့ကာမဂုဏ်ရဲ့အပြစ်တွေကိုငါတွေးတာအားနည်းနေသေးတယ်နိက္ခမရဲ့အကျိုးကျေးဇူးတွေကိုစဉ်းစားတာအားနည်းနေသေးတယ်ဒါကြောင့်မို့အင်အားမရှိသေးတာအဲ့တော့ကာမဂုဏ်ရဲ့အပြစ်တွေကိုမြင်အောင်ထပ်ပြီးတော့ကြိုးစားကြည့်ဆိုတော့ဘုန်းကြီးဝိချင်တဲ့လူတယောက်ဟာလူဘဝရဲ့ဒုက္ခတွေအများအားထိုင်စဉ်းစားနေဘယ်လောက်ညီငွေစရာကောင်းတယ်ဘယ်လိုဒုက္ခတွေများတယ်ဆိုတာကိုစဉ်းစားနော်အဲ့ဒါကိုအပြစ်ကိုမြင်တယ်လို့ပြောတာအဲ့ဒီအပြစ်မြင်မှုဟာစိတ်ဓာတ်ထဲမှာကြန့်ခိုင်လာသည်ထိအောင်လေ့ကျင့်ရတွေးရအပြစ်တွေကြီးပဲတွေးလောကမှာအပြစ်တွေမြင်လာလို့ရှိရင်ဆွန့်လွတ်နိုင်တာပဲလေဘယ်ပစ္စည်းပဲဖြစ်အပြစ်မမြင်သေးရင်တော့သဘောကျနေမှာပဲပေါ့အပြစ်မြင်လာရင်ဆွန့်လွတ်နိုင်အဲ့တော့ကာမရဲ့အပြစ်တွေကိုမမြင်အောင်ကြိုးစားပြီးတော့နှလုံးသွင်းဆင်ခြင်တယ်နိက္ခမရဲ့အကျိုးကျေးဇူးတွေကိုတစ်ဖက်ကနေပြီးတော့ဘလို့ကောင်းတယ်ဆိုတဲ့ကောင်းကျိုးချမ်းသာတွေရနိုင်မှုအဲ့ဒါတွေကိုဆင်ခြင်သုံးသပ်မှုအားကောင်းလာအောင်ကြိုးစားလိုက်တဲ့အခါကျတော့ကာမတွေဆွန့်လွတ်ဖို့အပြစ်မြင်ထားတဲ့ကာမတွေကိုဆွန့်လွတ်ဖို့လွယ်သွားတယ်တဲ့နိက္ခမလို့ဆိုတဲ့ဒီကာမကိုဆွန့်လွတ်ပြီးတော့ရရှိလာတဲ့နိက္ခမဒုက္ခအပေါ်မှာလည်းလွယ်ကူနဲ့ခံစားသွားနိုင်